IB mobile banking ကိုအခုမှစပြီးတော့ဖွင့်လာတဲ့ညီကိုအနေနဲ့ပေါ့နော်ကျွန်တော်ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒါ ban transfer လုပ်လို့မရတာတွေပြီးတော့မှကျွန်တော်တို့ drain out သုံးမရဘူး QR တွေရောတခြားပေါ့နော် pay payment တွေအကုန်လုံးသုံးလို့မရဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ ATM ဆက်မှာ secure မလုပ်ရသေးလို့ပါကျွန်တော်တို့ရဲ့ဒါ phone model နဲ့ verify မလုပ်ရသေးလို့ဒီလိုမျိုးပြဿနာတွေဖြစ်နေတာပေါ့နော်အဲ့တော့ secure ဆိုတာဘာကိုပြောတာလဲပေါ့နော် mobile banking ဆိုတာကဒီ IB banking တခုတည်းမဟုတ်ဘူးပေါ့နော်တခြား ban တွေကရှိတယ်ထုတ်ထားတယ်ဒါ mobile banking app တွေအကုန်လုံးကကျွန်တော်တို့ phone model တစ်လုံးနဲ့ပဲအသုံးပြုလို့ရပါတယ်ဒါ banking တစ်ခုကိုကျွန်တော်ဖုန်းနှလုံးတစ်ပြိုင်တည်းသုံးလို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီဖုန်းနဲ့သုံးထားတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ကျွန်တော်တို့က agent ဆက်မှာသွားပြီးတော့မှဒါ verify လုပ်ပေးရတယ် secure လုပ်ပေးရတယ်ပေါ့နော်ဒါမှသာကျွန်တော်တို့ကဒီ mobile banking ကိုပေါ့နော်ကျွန်တော်တို့ ban အကောင့်လွှဲတာတွေအကုန်လုံးပေါ့နော်ဒီထဲမှာရှိတဲ့ဟာတွေအကုန်လုံးကိုလုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုအနေနဲ့ဒါကျွန်တော်တို့ secure လုပ်တဲ့နည်းကိုမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာ agent ဆက်မှာသွားပြီးတော့မှ secure လုပ်ပြပေးသွားပါမယ်အဲ့တော့ဒါမသိသေးတဲ့သူတွေပေါ့နော်တခြားလေးလိုက်ပြီးတော့မှကြည့်ပေးစီချင်ပါတယ်ဗျထုံးစံတိုင်းပဲကျွန်တော်တို့ ATM ဆက်ကိုရောက်ပြီးတာနဲ့ကျွန်တော်ဘာသာစကားရွေးပြီးတော့မှကျွန်တော်တို့ရဲ့ password လေးထည့်ပြီးဝင်လိုက်မယ်ပေါ့နော်ဒီမှာပထမဆုံးပေါ်တဲ့မျက်နှာပြင်မှာပဲပေါ့နော်ကြည့်ပေးရမယ်ကျွန်တော်တို့ဒီမှာ Artifact Secure Pass ဆိုတာရှိတယ်ပေါ့နော်အပေါ်ဆုံးမှာပေါ့နော်ဒီကောင်လေးကိုဝင်ပြီးတော့မှကျွန်တော်တို့နှိပ်ပြီးဝင်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ login ဝင်ထားတယ်ပေါ့နော် mobile banking ရဲ့သုံးထားတဲ့ phone model ကိုဒီမှာတွေ့ရတယ်ပေါ့နော် Honda ပေါ့နော်ဒါလေးကိုတွေ့လို့ရှိရင်ကျွန်တော်တို့ yes ဆိုတာလေးနှိပ်ပြီးလိုက်ပေါ့နော်ဒါဆိုရင်သူကဆက်လေးထွက်လာပြီးတော့မှကျွန်တော်တို့ဒါ12နာရီကနေပေါ့မှာနော်24နာရီပေါ့နော်တစ်ရက်အတွင်းမှာပေါ့နော်ကျွန်တော်စောင့်ပေးရပါမယ်ဟုတ်ကဲ့ပါဒီနီလန်းလေးကိုသိသွားပြီဆိုရင်တော့ညီကိုအနေနဲ့ကျွန်တော်တို့ရဲ့ mobile banking app ကိုပေါ့နော်24နာရီဒါကျွန်တော်တို့တရက်ဆောင်ပြီးတာနဲ့ကျွန်တော်တို့အသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်ထပ် IB mobile banking နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့မေးခွန်းလေးရှိလို့ရှိရင်လည်းကျွန်တော် comment မှာမေးခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးတဲ့တငယ်ချင်းတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ